ပရိသတ်တွေအားလုံးပဲစောင့်မျှော်နေတဲ့နောက်ထပ်ပွဲစဉ်တွေတစ်ပွဲကတော့ည10:00 နာရီမှာရှင်ပြိုင်ကစားမယ်။ Manchester United အသင်းနဲ့ Liverpool အသင်းရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ပွဲစဉ်လေးကိုတော့ Manchester United အသင်းရဲ့အိမ်ကွင်း Old Trafford မှာ Manchester United အသင်းကလက်ခံရှင်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီနှစ်သင်းရဲ့ Premier League ပွဲစဉ်8အပြီးပေါ့နော်။အမှတ်ပေးစရာမှာဆိုလို့ရှိရင်တော့ Manchester United အသင်းကတော့ပွဲစဉ်8ပွဲကစားပြီးရတဲ့အချိန်မှာပေါ့နော်။ရမှတ်14မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်6မှာရပ်တည်နေပြီးတော့Liverpool အသင်းကတော့ Premier League ပွဲစဉ်10ပွဲကစားပြီးထားတဲ့အချိန်မှာရှုံးပွဲလုံးဝမရှိသေးပဲရမှတ်18မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်2နေရာမှာဦးဆောင်နေခဲ့တယ်။ဆိုတော့ဒီနှစ်သင်းရဲ့ပွဲစဉ်ကလည်းအင်္ဂလန်ဒါဘီလို့ပြောလို့ရတဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့တင်းကြီးနှစ်သင်းရဲ့ပွဲစဉ်လေးဆိုတော့ပရိသတ်တွေအားလုံးကိုဖျော်ဖြေမှုရတာပေးနိုင်မှာကတော့အမှန်ပဲဗျ။ Manchester United အသင်းကတော့ဒါနီးပြဆိုရှာရဲ့လူထုတ်ပုံတွေအနေငယ်လေးလိုအပ်ချက်ရှိနေတာတကြောင်ဒီစနစ်ပိုင်းအရာပေါ့နော်။သူ့အနေနဲ့ကြောက်မက်ဖွယ်ရလူချင်းပိုင်ဆိုင်ထားပေမဲ့ရလက်ကောင်းတွေကိုတော့ထင်သလောက်စွမ်းဆောင်ထားနိုင်တာမျိုးမရှိဘူးဗျဆိုတော့ Manchester United အသင်းအနေနဲ့ခြေစွမ်းကောင်းမွန်နေတဲ့ Liverpool လိုအသင်းမျိုးကိုအိမ်ကွင်းမှာလက်ခံရှင်ပြိုင်ကစားရမယ်ဆိုတော့ဘယ်လိုမျိုးပုံစံနဲ့ Liverpool ကိုရှင်ပြိုင်သွားမလဲဗျအဓိကတစ်ချက်ရှိတယ်ကတော့နီးပြဆိုရှာကတော့အသက်ရှူချောင်းနေတာကတော့ဒါ Cristiano Ronaldo ရဲ့တွင်းကိုတွေကတော့နီးပြဆိုရှာကိုအသက်ရှူချောင်းနေသလိုOld Trafford ကွင်းကြီးမှာ Cristiano ရဲ့ပုံရိပ်ကတော့ဒါ Liverpool အသင်းအတွက်တော့အနည်းငယ်လေးစောင့်ကြည့်ရမှာဖြစ်တယ်လို့ United အနေနဲ့ကလည်း Liverpool အသင်းရဲ့နောက်ပိုင်းမှာအကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေကိုတော့အနည်းငယ်လေးသူ့အနေနဲ့သတိထားရမှာဖြစ်တယ်ဗျ။နေပြကြီးဆိုရှာကတော့အိမ်ကွင်းမှာ Liverpool အသင်းကိုအခမ်းရှင်ပြိုင်ကစားဖို့သူ့အနေနဲ့4-3-1ဆိုတဲ့ကစားခွက်နဲ့ပဲပွဲထွက်လာနိုင်မွေရှိတယ်။ဒါမှမဟုတ်ရင်4-3-3ကစားခွက်များဖြစ်နိုင်မလားပေါ့။ဘာဖြစ်လို့လဲဆိုတော့လက်ရှိချိန်မှာ Manchester United အသင်းရဲ့တိုက်စစ်မှုတွေက Rashford ကလည်းဒဏ်ရာပြဿနာကနေပြန်လည်တက်တာလာပြီးဖြစ်တယ်လို့ Cavani ကလည်းပွဲထွက်ကစားလာနိုင်ပြီဖြစ်တယ်။ Cristiano Ronaldo လိုကစားသမားမျိုးတွေလည်းရှိနေတယ်။ Greenwood လိုလူငယ်ကစားသမားတွေလည်းရှိနေတဲ့အတွက်နီးပြဆိုရှာရဲ့လူထုတ်ပုံကတော့စိတ်ဝင်စားဖွယ်ရာစောင့်ကြည့်ရမယ်။ကျွန်တော်ထင်ကတော့ Cristiano Ronaldo ကထောင်တိုက်စစ်မှုအနေနဲ့ပွဲထွက်လာနိုင်မွေရှိတယ်။နောက်ချန်တိုက်စစ်မှုတွေကတော့ Bruno Fernandes, Rashford နဲ့ Greenwood တို့ဖြစ်ဖို့များပါတယ်။ကွင်းလယ်လူကတော့ Tomine နဲ့ Pogba ဖြစ်မလား Fred နဲ့ Tomine ဖြစ်မလား Pogba နဲ့Fred ပဲဖြစ်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်တယ်ဒီနေရာမှာတခုပြောချင်တာကတော့ Fred ကတော့ပြီးခဲ့တဲ့ဒါကစားခဲ့တဲ့ပွဲစဉ်တွေမှာသူ့အနေနဲ့ကွင်းလယ်မှာတော့အကောင်းဆုံးဖြတ်ထုတ်မှုတွေလုပ်နိုင်တယ်လို့တိုက်စစ်ကိုပံ့ပိုးပေးမှုလုပ်နိုင်ပေးမယ်သူ့အနေနဲ့ကိုယ်တိုင်ဂိုးသွင်းခွင့်ရတဲ့အပိုင်အခွင့်အရေးတွေကိုတော့သူ့အနေနဲ့အဆုံးမသတ်နိုင်ခဲ့ဘူးဗျဒါကတော့ Fred ရဲ့အားနည်းချက်လို့ကျွန်တော်ထင်ပါတယ်နောက်ခံလူတွေကတော့ Luke Shaw, Harry Maguire, Lindelof နဲ့ Wan-Bissaka တို့ဖြစ်ဖို့များပါတယ် Varane ကတော့ပါဝင်လာနိုင်ပွဲမရှိဘူးလို့တော့ထင်နေခဲ့တယ်ကိုသမားကတော့ဒီကီယာဗျဆိုတော့ဒီနေရာမှာလဲ Manchester United အသင်းရဲ့နောက်တန်းက Atalanta နဲ့ Champions League ကစားသွားတဲ့ပွဲစဉ်တွေမှာဆိုရင်တော့ဒါအနည်းငယ်လေးတုံဆိုင်မှုလေးရှိနေတယ် Maguire Atalanta တွင်းသွားတဲ့တွင်းကိုတွေမှာပြန်ကြည့်မယ်ဆိုရင်တော့ Maguire ရဲ့ဒါလူကကစားပုံအနည်းငယ်အားနည်းချက်လေးရှိနေတာကြောင့် Atalanta အသင်းအနေနဲ့ဒါ Champions League မှာ United ကိုဥဆောင်ကိုတွေရရှိတယ်လို့ကျွန်တော်အနေနဲ့တော့မြင်တွေ့မိရဆိုတော့လျင်မြန်မှုအသားပေးတဲ့ Premier Leagueပြိုင်ပွဲမှာ Liverpool လိုအသင်းမျိုးကိုထိတ်တွေ့ဆုံနေပြီဆိုတော့ Maguire အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်ကလိုအမှားမျိုးတွေမလုပ်ဖို့တော့လိုနေခဲ့တယ်။ဟုတ်ပါပြီဆိုတော့ဒါနီးပြကြီးရာဂင်ကလောရဲ့ Liverpool အသင်းကိုပြန်လဲကြည့်လိုက်မယ်ဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့ Champions League ပွဲမှာလည်းသူ့အနေနဲ့ Atletico လိုအသင်းမျိုးကို2ဂိုး3ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတယ်။နောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်မှာလည်းတိုက်စစ်မှုတွေခြေစွမ်းပြမှုနဲ့အတူ Watford အသင်းကို9ဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတယ်။ဒီပြကြီးရိုင်းကလော့အနေနဲ့ကတော့4-3-3ဆိုတဲ့ကစားကွက်နဲ့ပဲ Liverpool အသင်းကိုရင်ဆိုင်သွားနိုင်ပွဲရှိနေပါတယ်။တိုက်စစ်မှုတွေကတော့ Sadio Mane နောက်ပိုင်းမှာခြေစွမ်းပြသွင်းကိုတွေယူနေတဲ့ Firmino နဲ့ Mohamed Salah တို့ဖြစ်နိုင်ပါတယ်။ကွင်းလယ်မှာကတော့ဝါရင်ကွင်းလယ်ကစားသမားကြီး James Milner ပါဝင်လာနိုင်ပွဲရှိတယ်။တင်းကောင်းသော Jordan Henderson ပြီးတော့ Naby Keita တို့ပါဝင်လာနိုင်ပွဲရှိတယ်။ဆိုတော့ကျွန်တော်ခုနManchester United အသင်းရဲ့ဒါကွင်းလယ်လူတွေဖြစ်တဲ့ Fred ကိုအနည်းငယ်လေးသုံးသပ်ပေးသွားသလို Liverpool အသင်းရဲ့ကွင်းလယ်ကိုလည်းအနေနဲ့သုံးသပ်ပေးခြင်းပါတယ်။နောက်ပိုင်းပွဲစဉ်တွေမှာဒါအသင်းရဲ့ Legend ကစားသမားကြီး James Milner ကတော့သူ့ရဲ့ assist ပေါ့နော် assistant လုပ်ပေးမှုတွေနဲ့အတူ Mohamed Salah တို့ Firmino တို့ဂိုးတွေရအောင်သူ့အနေနဲ့နောက်ပိုင်းပွဲစဉ်တွေမှာအသက်အရွယ်နဲ့မလိုက်အောင်ခြေစွမ်းပြထားနိုင်ခဲ့တယ်လို့ Naby Keita ရဲ့ဒါ Keita ရဲ့ပေါ့နော်ဒါ18ဂိုက်အပြင်ကနေပြီးတော့တွင်းဂိုးတွေကလည်းဒါ Liverpool အသင်းအတွက်ကိုအထောက်အကူဖြစ်နေရဆိုတော့ဒီပွဲစဉ်တွေမှာတော့ဒါကွင်းလယ်ပိုင်းအရာဆိုရင်တော့ Liverpool အသင်းလေးကအနည်းငယ်စိုးမိုးသွားမယ်လို့တော့ကျွန်တော်ရဲ့လက်တီပုဂ္ဂလအနေနဲ့တော့ထင်မြင်မိတယ်ဒါ Jordan Henderson နဲ့ Naby Keita တို့ရဲ့ကွင်းလယ်ပိုင်းကနည်းငယ်လေးပို့ပြီးတော့
အသာရရှိမယ်လို့ထင်နေတယ်နောက်ခံလူတွေကတော့ Robertson Van Dijk Martin နဲ့ Trent Arnold တို့ပဲဖြစ်ဖို့များပါတယ်ဂိုးသမားကတော့ Alisson Becker ဖြစ်ဖို့များပါတယ်ဆိုတော့နောက်ခံပိုင်းအရာနောက်ခံလူတွေအနေထားရတော့လီဗာပူးကဒါပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ကစားသမားတွေပဲဖြစ်နိုင်မှုရှိပါတယ်ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ရုံးအားတွေနဲ့အတူအင်ကွင်း Old Trafford မှာတရေနီအနေနဲ့ဒါ United တို့အနေနဲ့ပေါ့နော်ဘာလို့ပြနိုင်မလဲလီဗာပူးအသင်းအပေါ်ကိုလီဗာပူးအသင်းကလည်းသူတို့အသင်းရဲ့ထုံးစံအတိုင်းပဲတိုက်စစ်အသားပေးလျင်မြန်မှုနဲ့အတူအဝေးကန်ချက်တွေနဲ့အတူဒါပြိုင်ဆိုင်မှုပြင်းထန်တဲ့ United လိုမျိုးအသင်းနဲ့ပွဲစဉ်မှာအနိုင်ရရှိအောင်ဆွမ်းကုန်စူးစမ်းသွားမှာပဲဗျာသူတို့အသင်းကလည်းဆိုတော့ဒီနှစ်သင်းရဲ့ပွဲစဉ်၄မှာတော့ကျင်းမြောက်တဲ့ရလဒ်နဲ့အတူကျွန်တော်လီဗာပူးအသင်းအနိုင်ရရှိမယ်လို့တော့ထင်နေပါတယ်အဲ့လိုမျိုးပြောရင်လည်း Manchester United အသင်းရဲ့ပရိသတ်တွေကအိမ်ကွင်းမှာပေါ့နော်ဒါ Manchester United အသင်းကိုကျွန်တော်အနေနဲ့ဒါ short တွက်တယ်လို့တော့ထင်မြင်မိလိမ့်မယ်ဗျာဒါပေမဲ့လက်ရှိခြေစွမ်းအရာသုံးသပ်မယ်လို့ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့လီဗာပူးအသင်းကိုအနည်းငယ်လေးပိုကြိုက်နှစ်သက်မိပါတယ် Manchester United အသင်းကလည်းအားပေးမှုပရိသတ်တွေအားပေးမှုအများကြီးရရှိထားတဲ့အသင်းဖြစ်တယ်လီဗာပူးအသင်းကလည်းကောင်းမွန်တဲ့ပရိသတ်တွေပိုင်ဆိုင်ထားတယ်ဆိုတော့ပရိသတ်တွေရဲ့နှစ်သင်းရဲ့ပရိသတ်တွေကလည်းဒီပွဲစဉ်လေးကိုတော့လက်လွတ်ခံလို့တော့မဖြစ်ဘူးဒီပွဲစဉ်လေးကတော့တနင်္ဂနွေနေ့ည10:00 နာရီမှာရှင်ပြိုင်ကစားမယ့်ပွဲစဉ်လေးပဲဖြစ်ပါတယ်ပြီးတော့ဒီနှစ်သင်းရဲ့ဖြစ်နိုင်မှုရလဒ်လေးတွေကိုလည်း comment box မှာ Manchester United အသင်းရဲ့ပရိသတ်တွေကို Liverpool အသင်းရဲ့ပရိသတ်တွေကဒါ comment လေးမှာကိုရလက်လေးတွေကိုအပျော်သဘောအနေနဲ့ခံမှန်းပေးသွားကြပါဦးဗျာကြည့်ရှုအားပေးနေတဲ့အားကစားဝါသနာရှင်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့အဆိုင်ရန် TV လေးကိုလည်း like and follow လေးလုပ်ပေးကြပါဦးဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်